ကျွန်တော်တို့အားလုံးရင်ဆိုင်နေရတဲ့အခက်အခဲမြန်မာနိုင်ငံတွင်ကျွန်တော်ပါဝင်လူငယ်အမှုပညာဝါသနာရှင်များဂျက်ဆင်ဘောလော့ဝီလျံဒီကိုနင်စရှိသဖြင့်အနောက်ကဘာမှာထင်ရှားတဲ့ပကြီးဆရာကြီးများရဲ့ပကြီးရေးဟန်လွတ်လပ်စွာစိတ်ခံစားမှုတရုပ်ဖော်မှုအဲ့လိုလက်ရာတွေကိုအန်အော်တကြီးဆွဲလန်းပြီးတော့ကျွန်တော်တို့ကလွှမ်းမိုးခံနေကြရပါတယ်သူတို့ရဲ့ပေါက်ကွဲလွင့်စင်တဲ့ဆုတ်ချက်များအစွန်းရောက်စွာလွတ်လပ်သောဖော်ပြမှုများကိုကျွန်တော်တို့အားလုံးခံစားကြရပါတယ်အဲ့လိုပဲလွှမ်းမိုးမှုအားလည်းအရန်ကောင်းကြပါတယ်ဒါပေမဲ့ကျွန်တော်တို့တတိချာချာပြန်သုံးသပ်ပြီးတော့နားလည်လာတဲ့အချက်ကလေးတစ်ချက်မျှဝေလိုပါတယ်အဲ့ဒါကတော့သူတို့အမှုပညာတကယ်တော့သူတို့ရဲ့သမိုင်းသူတို့ရဲ့ကိုယ်ပိုင်ဝေဒနာသူတို့ရဲ့ကိုယ်ပိုင်ပုံကံမှုကနေတဆင့်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်အဲ့ဒါကိုပဲကျွန်တော်တို့ကအခြေမြင့်မရှိပဲသူတို့အမှုပညာရဲ့အပေါ်ယံပုံစံကိုကူးယူရောလိုက်ရုံနဲ့ကျွန်တော်တို့ကလိုရင်းအတိတ်ပဲမရပဲအခွင့်သက်သက်ပဲရရှိနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့လူငယ်အများစုဟာပကြီးပညာလေ့လာရမှာအခြေခံအမှုပညာသဘောခိုင်မာအောင်တည်ဆောက်မှုမရှိပဲခင်မီစွာဖန်တီးခြင်းစိတ်တစ်ခုတည်းနဲ့အခြေခံကိုကြော်ပြီးစိတ်ခံစားချက်တရုပ်ဖော်ပုံ abstraction ပုံစံကိုချက်ချင်းခုန်ကူးရေးဆွဲလိုကြပါတယ်အဲဒါကြောင့်ပဲအခြေခံမရှိလေ့လာမှုမရှိလေ့ကျင့်မှုမရှိပဲကြာတော့လမ်းတွေပြောက်တလွဲတွေလုတ်မိတတ်ကြပါတော့တယ်ဒုတိယကွာစနောက်ပိုင်းနောက်တိုင်းပညာနုပညာရဲ့လွှမ်းမိုးမှုတွေကဒုတိယကွာစကြီးနောက်ပိုင်း expressionism အနုပညာရှင်များစိတ်ရဲ့တန်ချက်များကြောက်ရွံ့မှုများထင်ယောင်ထင်မှားဖြစ်မှုများကိုသူတို့ရဲ့ပေါက်ကွဲပြင်းထန်တဲ့ဆုတ်ချက်များနဲ့တင်ပြရေးဆွဲခဲ့ကြပါတယ်သူတို့ဟာအတန်တိတ်မနေခဲ့ကြပဲဆုတ်ချက်များနဲ့စူးရှစွာတရုပ်ဖော်ရေးဆွဲခဲ့ကြပါတယ်ဒါဟာသူတို့ခင်မှာရှိတဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်သို့တော့ယခုကျွန်တော်တို့လက်ရှိခေတ်မှာအော်ဟစ်ပောက်ခွဲမှုဟာအမြဲတမ်းလိုအပ်မနေတော့ပါဘူးစူးညံရှုပ်ထွေးမှုတွေဒါတွေဟာလည်းအမြဲတမ်းပကြီးကားချက်ထဲမှာထည့်ပြီးတော့ရေးဆွဲနေဖို့မလိုအပ်ပါဘူးကစင်ကလေးအဖြစ်မှုတွေလည်းမလိုအပ်တော့ပါဘူးတခါတလေမှဆိုရင်တိတ်ဆိတ်တဲ့ညီးတွားသံလေးတစ်ခုအဲ့လိုတချင်းလေးတစ်ပုဒ်ဟာလည်းပုံမူထိရောက်ပြီးတော့ခံစားချက်တွေပွားများတဲ့ခံစားချက်ကိုပေးစွမ်းနိုင်တယ်မဟုတ်ပါလားအဲ့လိုရွယ်ချက်ရှိနဲ့ကောင်းမွန်တဲ့စုတ်ချက်တစ်ချက်ဟာအရာအလုံးကိုတခါတည်းပြောပြနိုင်တယ်မဟုတ်ပါလားအကျက်တဲနဲ့စဉ်ဆက်မပြတ်ပညာသင်ယူမှုမရှိခြင်းအလဲကျွန်တော်တို့အတွက်အကြီးမားဆုံးအန္တရာယ်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးများtalent မရှိတဲ့လူမျိုးတွေမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အဓိကပြဿနာစဉ်ဆက်မပြတ်မလေ့လာကြခြင်းသာဖြစ်ပါတယ်အနုပညာရဲ့အခြေခံသဘောတရားများကိုထိမိမိမလေ့လာကြပါဘူးဥပမာ value study အလင်းမောင်ပေါ်နားလည်မှု composition ပကြီးကားဖွဲ့စည်းပုံ color theory အယောင်
အယောင်များရဲ့စွမ်းအင်ခံစားချက်ပေါ်မှာတက်ရောက်မှု color balance color harmony color relationship anatomy ခန္ဓာဗေဒ gesture of body လှုပ်ရှားမှုအမူအရာများဒါတွေအလုံးကျွန်တော်တို့တည်တည်ချာချာလေ့လာဖို့လိုအပ်ပါတယ်အဲ့လိုမလေ့လာကြတဲ့အတွက်ကျွန်တော်တို့ဟာအနုပညာလမ်းကိုရှောက်ရမှာလင်းလင်းမြန်မြန်နဲ့ကျွန်တော်တို့ဟာပင်ပန်းသွားကြပါတယ်လမ်းတော်မှာလမ်းပြောက်သွားကြပါတယ်ကမ္ဘာအနုပညာရဲ့အနောက်နားတနေရာမှာတင်းတင်းကြပ်ကြပ်နဲ့ပိတ်မိသွားကြပါတော့တယ် expression ခံစားချက်ကိုထုတ်ဖော်ပြသမှုခံစားချက်ထုတ်ဖော်ပြသမှုပကြီးကြတဲ့အခါမှာမကြာခဏရှုပ်ရှုပ်ထွေးထွေးရေးဆွဲရမယ်လို့ထင်မှားနေကြတာရှိပါတယ်ဒါပေမဲ့တကယ်စစ်မှန်တဲ့ expression ထုတ်ဖော်ပြသပကြီးရေးဆွဲမှုဟာရည်ရွယ်ချက်ရှိရှိတည်တည်ချာချာတင်ဆက်ပြသမှုတစ်ခုဖြစ်နိုင်ပါတယ်စိတ်ခံစားချက်ထုတ်ဖော်ရေးဆွဲမှုဆိုတာအထင်ကွမဲ့ရေးစရာမလိုပါဘူးရှုပ်ထွေးမှုတစ်ခုဖြစ်တင်ပြစရာမလိုပါဘူးအဲ့ဒီအနုပညာဆိုတာတင့်ရင်ထဲကနေထွက်လာတဲ့အမှန်တရားကိုရိုးသားစွာပြောပြခြင်းသာဖြစ်ပါတယ်တိတ်ဆိတ်တဲ့ညီးတွားတဲ့တစ်ခုဂယုတစိုက်ဖြည့်ဆည်းထားတဲ့ရုပ်ပုံတစ်ခုတိုးတိုးတိတ်တိတ်မျက်နှာပြင်တစ်ခုဘာတွေပဲဖြစ်နေပါစေတင့်ရင်တွေကအတိုင်းရိုးသွားစွာထုတ်ဖော်ထားခဲ့မယ်ဆိုရင်ဒါထူးခြားတဲ့ခံစားချက်ကိုပေးစမ်းနိုင်တဲ့အနုပညာတစ်ခုဖြစ်ပါတယ်မြန်မာအနုပညာရှင်တွေအတွက်အလဲလက်လန်းလေးတစ်ခုရှိမယ်လို့ထင်ပါတယ်အဲဒါတော့ expression ထုတ်ဖော်ပြသမှုဆိုတာအမြဲတမ်းအစွန်းရောက်နေဖို့မလိုအပ်ပါဘူးတည်တည်ချာချာတိဆောက်ထားတဲ့ဖွဲ့စည်းမှုလေးတွင်မှာကျွန်တော်ထုတ်ဖော်ပြသနိုင်ပါတယ်ကြည့်ရှုသူရဲ့မျက်လုံးမှာနားလည်နိုင်တဲ့ပုံရိပ်များကိုဖန်တီးရင်းနဲ့လဲအင်အားရှိရှိခံစားချက်ရှိရှိအနုပညာများထုတ်ဖော်နိုင်ပါတယ်ဒါ abstraction နဲ့ expressionism ကိုညှင်းပယ်ခြင်းတော့မဟုတ်ပါဘူးတိုးတက်ပြောင်းလဲတဲ့ပုံစံတစ်ခုအနေနဲ့ဖော်ပြပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကမိတ္တူမကူရတဲ့အနုပညာကိုတည်ဆောက်ကြပါစို့အခြေခံနဲ့လွတ်လပ်စွာထုတ်ဖော်ပြသမှုတို့နှစ်ခုကြမှာအလေလက်လမ်းကြောင်းတစ်ခုရှောက်ကြပါစို့အဲ့လိုလုပ်တဲ့နေရာမှာကျွန်တော်တို့သင်ကြားရမယ့်အဆင့်တွေက realism ကနေစတင်မှာမြင်အောင်ရေးဆွဲပါပုံသဏ္ဍာန်နဲ့အလင်းမောင်သဘောတည်ချေချာချာကျွန်တော်တို့လေ့လာပါ Tone value grayscale studies ဒါတွေကျွန်တော်တို့ practice လုပ်ပါ monochromatic တရားနဲ့ကာလာသုံးဆွဲပြီးတော့လေ့ကျင့်ရေးဆွဲတာမျိုးတွေလုပ်ပါအယောင်တို့ရဲ့ relationship color relationship တွေဆက်သွယ်မှုတွေနားလည်အောင်တဖြည်းဖြည်းနဲ့လေ့လာပါစုပ်ချက်ရဲ့လှုပ်ရှားမှုတွေကနေတစ်ဆင့်စိတ်ခံစားမှုဖော်ပြပါပုံရိပ်တွေ figure တွေကိုအသက်ဝင်အောင်ရေးဆွဲနိုင်ပါတယ်လူတွေကိုသူတို့ဘာသူတို့ကြည့်ပြီးတော့နားလည်နိုင်တဲ့ခံစားချက်ကိုပေးလို့ရပါတယ်ကျွန်တော်လက်ရာတွေကိုမြန်မာမျက်စိမြန်မာအတွေ့နဲ့ဖော်ပြလို့ရပါတယ်ကျွန်တော်မြန်မာပြည်ရဲ့ data တွေမှာရှိတဲ့ဆက်နွယ်နေတဲ့ပုံပန်းသဏ္ဍာန်များဥပမာပကံတမိုင်းကြောင်းတွေ history တွေဇလန်းတွေအဲ့လိုအကြောင်းအရာတွေခန်းစားချက်တွေကိုပျော်ဝင်ပြီးတော့ရေးဆွဲကြပါညီကိုတွေကိုတိုက်တွန်းချင်တာကတော့အနုပညာကိုရေးဆွဲဖော်ပြရမှာအများတန်းအော်ဟစ်ပြီးတော့ Charles ဖြစ်နေစရာ screaming လုပ်နေစရာမလိုပါဘူးစိတ်ခံစားမှုကို
ပြဖို့တမင်တက်ရှုပ်ရှုပ်ထွေးထွေးတွေဖန်တီးစရာမလိုပါဘူးခင်မိဖို့အတွက်လူတွေမှတ်မိနိုင်မဲ့ figure တွေကိုတမင်ဖြည့်ဆည်းပြီးတော့ destroy လုပ်ပြစရာမလိုပါဘူးရိုးသားစွာနဲ့တိတ်ဆိတ်လူသားဆန်စွာရေးဆွဲဖော်ပြခြင်းအပြင်ပေးတဲ့ကိုခံစားနားလည်နိုင်အောင်ကြိုးစားဖော်ထုတ်ပေးကြပါကျေးဇူးတင်ပါတယ်